အားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာမျိုးပေါ်မှာကြည့်လိုက်ရင်လက်သေးကွန်လောက်ပဲရှိတဲ့နိုင်ငံလေးတစ်ခုဘီပလင်မလေးရန်သူတွေကြီးပဲဟိတ်ကောင်မင်းကိုငါလာချမှန်းတော့လို့ပြောနေတဲ့သူတွေကြားမှာအမြဲတမ်းစစ်တိုက်နေရတဲ့နိုင်ငံဟုတ်ပါတယ်အစ္စရေးနိုင်ငံအကြောင်းမှာလူအများစုကစစ်တိုက်ရင်ဆင်းရဲမယ်လို့ထင်ကြတာပေါ့ဒါပေမဲ့အစ္စရေးကတော့စစ်တိုက်လေးပတ်စံပူရလေးဖြစ်ပါတယ်ဒါကဘယ်လိုအောက်လန်းကြီးတွေတုံးလို့လဲဒါမှမဟုတ်သူတို့စီမှာရွှေရင်းကြီးတွေရှိနေလို့လားတကယ်တော့သူတို့စီမှာရှိတာကသဲနဲ့အုံနောက်ပဲရှိတာပါကဲအစ္စရေးတို့ဘယ်လိုချမ်းသာလာတယ်လဲဆိုတာကျွန်တော်နဲ့အတူလေ့လာကြည့်လိုက်ကြရအောင်ပါနံပါတ်1 Star at Nation သဲတွေကရွှေဖြစ်ခြင်းအစ္စရေးကို Star at Nation လို့ခေါ်ကြပါတယ်ကျွန်တော်တို့စီမှာ Star at ဆိုရင်ဝန်ဝင်ကဆိုင်အသစ်ဖွင့်လာလောက်ပဲတွေးမိရင်မှားသွားပါလိမ့်မယ်သူတို့စီမှာကညီပညာအသစ်အဆန်းတွေလူတွေကမြင်မြင်ကြတဲ့အစ္စရေးမှာဘာသင်္ဇာတရှိခဲ့တဲ့အစ္စရေးကပြန်ပြေးတဲ့ငါတို့စီမှာဘာမှမရှိတာကပဲငါတို့ရဲ့အကြီးမားဆုံးသင်္ဇာတပဲတဲ့တကယ်လည်းဟုတ်ပါတယ်ရေရှားတာရေကိုချွေတာတဲ့စနစ် Drip Integration ကိုတီထွင်ပြီးစိုက်ပျိုးရေးမှာကမ္ဘာထိပ်တန်းဖြစ်လာတယ်အခုဆိုကင်နာယာထဲမှာစိုက်ပျိုးထားတဲ့ခရမ်းညင်သီးကကျွန်တော်တို့ channel မှာစိုက်ပျိုးထားတဲ့သီးပင်တွေထွက်တောင်းအိုးကျန်းမှနေပါသေးတယ်နံပါတ်2စစ်တပ်ကသင်ပေးလိုက်တဲ့စီးပွားရေးပညာဒီနေရာမှာတစ်ခုရှိတာကအစ္စရေးမှာယောက်ျားလေးရောမိန်းကလေးရောစစ်ထဲဝင်ရတာပါကျွန်တော်တို့စီမှာစစ်ထဲဝင်နေဆိုတာဘယ်ညာလောက်ရတာပဲမြင်ပါပေါ့ဒါပေမဲ့သူတို့စီမှာတော့အထူးတပ်ဖွဲ့ဝင်တွေကဘယ်ညာလုံရင်းနဲ့ပဲကုန်တီရေးတက်သွားကြတယ်အထူးသဖြင့်ယူနစ်8200ဆိုတဲ့တပ်ဖွဲ့ရှိတယ်အဲ့ဒီတပ်ဖွဲ့ကထွက်လာတဲ့သူတွေကအပြင်ရောက်ရင် Facebook လို Google လိုကုမ္ပဏီမျိုးတွေမှာအလုပ်လုပ်ရတာဒါမှမဟုတ်ကိုယ်ပိုင်ကုမ္ပဏီထောင်တာမျိုးစဉ်းစားကြည့်ပေါ့ဗျာဒီပြင်မှာဘုံတွေကြားထဲမှာစော်ဝဲရေးခဲ့တဲ့သူကအပြင်လောကစီးပွားရေးတိုင်ဆိုင်မှုလောက်ကတော့သူတို့အတွက်အပြော့တော့ပေါ့ဒါကြောင့်လဲအစ္စရေးမှာယူနစ်8200ကဆင်းလာတာလို့ပြောလိုက်တာနဲ့ဘွဲလက်မဲ့မလို့တော့ပါဘူးပတ်စံထုတ်ပေးဖို့အသင်းဆောင်နေတဲ့ investor တွေကတန်းစီနေတာနံပါတ်3အစ္စရေးတို့ရဲ့မျက်နှာပြောင်တိုက်မှုအစ္စရေးလူမျိုးတွေမှာဟိုပါဆိုတဲ့စိတ်သက်ရှိပါတယ်ဒါကဘာလဲဆိုတော့ယူရိုပြောရရင်မျက်နှာပြောင်တိုက်တာပေါ့ဒါပေမဲ့အပြူသဘောဆောင်တဲ့မျက်နှာပြောင်တိုက်မှုမျိုးပါဝင်းနှန်းကအထက်လူကြီးကိုဆရာလောက်တာမှားနေတယ်လို့ရဲဝံ့ပြောရတဲ့စိတ်တဲ့ကျွန်တော်စီမဆိုရင်တော့အဲ့ဒီဝင်းနှန်းကနောက်နေ့အလုပ်ဖြုတ်ခံရဖို့80%လောက်တည်ကြပြီလေဒါပေမဲ့အစ္စရေးမှာတော့အဲ့ဒီလိုရင်းကုန်တာကနေအကောင်းဆုံး idea တွေထွက်လာတာပါအဲ့ဒီဆရာကိုပြန်ပြောရတဲ့စိတ်သက်ကပဲသူတို့ရဲ့တီထွင်မှုတွေအများကြီးလုပ်နိုင်စေတာပါနံပါတ်4အမေရိကန်ရဲ့အထောက်အပံ့လားကိုအားကိုကူးမှုလားလူတော်တော်များများကပြောကြတယ်အမေရိကန်ထောက်ပံ့နေလို့ပါပေါ့မှန်ပါတယ်အမေရိကန်ကပတ်စံတွေအများကြီးထောက်ပံ့ပါတယ်ဒါပေမဲ့ပတ်စံရှိတိုင်းချမ်းသာတာမဟုတ်ပါဘူးထီပေါက်ပြီးတစ်လအတွင်းပြန်ဆွေးရဲသွားသူတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးပဲမဟုတ်လားအစ္စရေးကတော့အဲ့ဒီထောက်ပံ့ကြီးတွေကိုလက်နက်ဝယ်ရုံနဲ့မဟုတ်ဘဲဤပညာသူရိဒနာ R&D တွေကိုပုံအော်ပြီးထည့်လိုက်ကြပါတယ်ဒါကြောင့်လဲကမ္ဘာအကြီးဆုံးကုမ္ပဏီတွေဖြစ်တဲ့ Intel တို့ Microsoft တို့ကသူတို့ရဲ့အကြီးဆုံးသူတေသနဌာနတွေကိုအစ္စရေးမှာတွားရောက်ဖွင့်လှစ်ကြတာပါကဲအနစ်ချုပ်လိုက်ရအောင်အစ္စရေးချမ်းသာနေတာကသူတို့စီမှာရွှေရင်းရှိလို့မဟုတ်ပါဘူးသူတို့ကပြဿနာကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲလိုက်တာရေရှားနေလားရေထုတ်တဲ့စနစ်တီထွင်မယ်စစ်တိုက်နေရလားစစ်တပ်သုံးနည်းပညာကိုစီးပွားရေးမှာပြန်သုံးမယ်ကျွန်တော်တို့လည်းကိုယ့်ဘဝမှာပြဿနာတွေကြုံလာတဲ့အခါငါတော့သွားပြီလို့တွေးမဲ့အစားဒါကိုငွေဖြစ်အောင်ဘယ်လိုလုပ်မလဲလို့တွေးကြည့်ရင်ကောင်းမလားလို့ဒီနေ့တော့အစ္စရေးတို့ရဲ့စီးပွားရေးသင်ခန်းစာကဒီလောက်ပါပဲနားထောင်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်နောက်ထပ်ဘယ်လိုဗဟုသုတရမဲ့အကြောင်းအရာတွေကိုနားထောင်နေတယ်လဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ